သုံးတန်သောချမ်းသာတို့ကိုရရှိပါစေခြင်းအကျိုးငါ၎င်းတပည့်တော်တို့လည်းသက်ရှိကျမ်းမာဘေးရန်ကွာ၍ကောင်းကြီးမင်္ဂလာပြာတို့နှင့်ပြည့်စုံပြီးလျင်နိဗ္ဗာန်ကိုမျက်မှောက်ပြုပါရစေခြင်းအကျိုးငါပဏိတာယောကျောင်းတိုင်း၌ကထေအလူကိုလူဒန်းရသောဒါနကုသိုလ်သံဃာတော်အရှင်မြတ်တို့အားသွမ်းသင်္ကန်းကြောင့်စေပစ္စည်းလေးပါလို့ငါနဝကမ္မအလူဝတ္ထုနှင့်သွမ်းစာသောဘောဇင်တို့ကိုဆက်ကလူဒန်းရသော